င်တဲ့လူကြီးမင်းနဲ့စက်ရုံအလုပ်ရုံတင်တန်းကျောင်းတွေမှာ heavyweight အသုံးပြုခြင်းတဲ့လူကြီးမင်းတွေအတွက်ရေတံကီပါပြီးသားနှလုံးတို့အကောင်းစားဒီဇယ်မီးစက်ကြီးတွေဖြစ်ပါတယ်။ဒီမီးစက်ကြီးကတော့ဒါ 15kVA ကိုမှရေတံကီပါပြီးသားနှလုံးတို့အတန်ငိန်ဒီဇယ်မီးစက်ကြီးပဲဖြစ်ပါတယ်။စက်ရုံနဲ့အလုပ်ရုံနဲ့တင်တန်းကျောင်းတွေမှာ heavyweight အသုံးပြုခြင်းတဲ့လူကြီးမင်းတွေအတွက်ဆိုရင်တော့ဒီဘက်မှာဒီဇယ်မီးစက်ကြီးတွေရှိပါတယ်။ညီမတို့ 35kVA ရှိတယ် 25 ရှိမယ် 31.25kVA ဆိုပြီးတော့အမျိုးမျိုးရွေးချယ်အသုံးပြုလို့ရပါတယ်။နယ်ဘက်ကအမှားတွေဆိုလို့ရှိရင်လည်းတာဝန်ယူမှုတာဝန်ခံမှုအပြည့်အဝနဲ့ပစ္စည်းလေးတွေစနစ်တကျပို့ဆောင်ပေးနေတာပဲဖြစ်ပါတယ်ရှင်။ဒါမျိုးဒီဇယ်မီးစက်ကြီးတွေဆိုလို့ရှိရင်တော့အိမ်သုံးရုံးသုံးဆိုင်သုံးစိတ်ကြိုက်သုံးလို့ရတယ်။စက်ရုံအလုပ်ရုံလုပ်ငန်းသုံးအတွက်ဆိုရင်တော့ဒါမျိုးဒီဇယ်မီးစက်ကြီးတွေကိုရွေးချယ်ဝယ်ယူအားပေးလို့ရပါတယ်။လာရောက်ကြည့်ရှုဝယ်ယူအားပေးလို့ရဆိုရင်တော့ညီမတို့ဆယ်ပြားစေးဆိုင်ကြီးတွေဖွင့်လှစ်ထားတဲ့ရန်ကုန်မန္တလေးနဲ့ပြင်ဦးလွင်တောင်ကြီးမြို့တွေမှာလူကြီးမင်းတို့ကိုယ်တိုင်စိတ်တိုင်းကျလာရောက်ဝယ်ယူအားပေးလို့ရပါတယ်ရှင်။အသေးစိတ်လေးဆက်သွယ်ဆောင်စမ်းမေးမြန်းဝယ်ယူအားပေးလို့ရဆိုရင်တော့ညီမတို့ဆယ်ပြားစေးရဲ့ hotline ဖုန်းနံပါတ်လေးဖြစ်တဲ့3999931010တို့မှာလည်းအသေးစိတ်လေးဆက်သွယ်ဆောင်စမ်းမေးမြန်းဝယ်ယူအားပေးလို့ရပါတယ်ရှင်။